ရားစွန်းတော်ပွဲကိုစွန့်ပြီးစားကောင်းလားမစားကောင်းလားတကယ်လို့စားမိရင်အပြစ်ရှိမရှိဆိုတာသိလိုပါသည် မကွေးတိုင်း6မြို့အေးစေတီရက်အောင်စင်မင်းမေးလျှောက်ထားတဲ့ဘာသာရေးပြဿနာမိကွန်းလေးကတော့မြတ်စွာဘုရားကိုတယိုတသေးကတ်ထားသောဆွမ်းတော်ဝဲကိုလူအများဆွန့်၍စားတော့ကြသည်ကိုမြင်ရပါသည်ဤကဲ့သို့ဆွမ်းတော်ဝဲကိုဆွန့်၍စားကောင်းမစားကောင်းစားလျင်မိတို့အပြစ်ရှိမရှိသိလိုပါသည်ဖေယားတဲ့ဒီမိကွန်းလေးကိုဖြေပေးရမယ်ဆိုရင်တော့မြတ်စွာဘုရားအားတယိုတသေးကတ်ထားသောဆွမ်းတော်ပွဲကိုမဆွန့်ဘဲနှံ့ယူစားတော့ခြင်းမျိုးသာအပြစ်ရှိပါတယ်။ဆွန့်ရစားတော့ခြင်းမှာမစားမီဖြစ်စေစားပြီးမှဖြစ်စေဖះဝေယဝိဆကိုပြုသူအဖို့စားတော့ကောင်းပါတယ်။ဖះဝေယဝိဆပြုရန်လာရောက်သူသည်မောပန်းနေ၍ဝေယဝိဆကိုမပြုနိုင်သေးပဲဆွန့်တော်တင်ကိုဆွန့်၍စားတော့ပြီးမှဝေယဝိဆပြုတင်ကြောင်းအဆိုရှိပါတယ်။ရာဇဝင်တွင်မနူဟာဘယင်အားဘုံတကိုညံ့စေရန်အနောယထာမင်းကဆွန့်တော်တင်ကိုကြွေးကြောင်းပါရှိပါတယ်။၎င်းမှာတန့်ရှင်းသောဆွန့်တော်တင်မဟုတ်ဆွန့်တော်တင်၍တင်ဘုတ်စဉ်ဆွန့်တော်တင်ဆွန့်ရာအုပ်ပလင်ပေါ်သို့ဆွန့်ပြီးမှမနောလင်ပန်း၌ထည့်၍ကြွေးခြင်းဖြစ်ကြောင်းကြားသိရပူပါတယ်။မြတ်စွာဘုရားလက်ထက်တော်ကသောနာတထေးသား၏ဆွမ်းကိုမြတ်စွာဘုရားဖုံးပေးနေစဉ်ဗိမ္ပိသာရမင်းကြီးရောက်လာပါတယ်။စွမ်းဤမွေးကြိုင်သောယနှံ့ကြောင့်မင်းကြီးစားလိုသောဆန္ဒဖြစ်ပေါ်နေပါတယ်။ထိုအခါမြတ်စွာဘုရားကသိ၍အနှဲငယ်ချွင်းချံ၍ပြီးကြောင်းမင်းကြီးမြိန်ရှက်စွာစားတော့ကြောင်းအဆိုရှိပါတယ်။ဒီလောက်ဆိုရင်မြတ်စွာဘုရားရှင်ရဲ့ဆွမ်းတော်ဝဲကိုစားကောင်းမစားကောင်းအပြစ်ရှိမရှိဆိုတာသိလောက်ပြီထင်ပါတယ်။ဒီမေးဖြေလေးတွေကတော့အရှင်တိလောကတာရရေဝေထွန်းရဲ့မြတ်မင်္ဂလာဘာသာရေးပြဿနာများဆိုတဲ့စာအုပ်ပထမတွဲကနေထုတ်လုပ်ပြီးတော့စာသင်သားမှတ်စုကနေဖတ်ရှုပြီးတော့သင်ဝေမျှပေးတာဖြစ်ပါတယ်။နားဆင်သူအပေါင်းကိုယ်စိတ်နှပြဘေးရန်ကင်းကွာကောင်းကျိုးချမ်းသာမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံနိုင်ကြပါစေ။